ပရိသတ်တို့ရေဒီနေ့မှာတော့ဒီလောကလုံးစောင့်ကြည့်ခဲ့ကြတဲ့အာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုအားလုံးအတွက်အကျယ်တဝင့်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Emirates ကွင်းကြီးထဲမှာအာဆင်နယ်တို့အမားရီနဲ့ရုန်းကန်ခဲ့ရပြီး Michael Carrick ရဲ့ Man U ကတော့သူတို့ရဲ့ Never Say Die စိတ်ဓာတ်ကိုအပြည့်အဝပြသသွားခဲ့ပါတယ်။ ကဲပွဲအစမှာတော့ Ancient Arsenal တို့ထုံစံတိုင်းပွဲကိုစိုးမိုးလာခဲ့ပါတယ်။ဘောလုံးပိုင်ဆိုင်မှုအသားနဲ့ Man U ကိုဖိအားပေးခဲ့တယ်လို့ပွဲကစားရေး29မိနစ်မှာပဲကန်ကောင်းမှုတစ်ခုရရှိခဲ့ပါတယ်။စာကာရဲ့ကန်လန့်ဖြတ်ဘောလုံးပေးပို့မှုကို Man U နောက်ခံလူ Lisandro Martinez ဖြတ်ထုတ်ရကနေကိုသွင်းမိခဲ့လို့ Arsenal တို့ပြည်သက်တွေ hit ကျွေးဝင်ရခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲရဲ့အလဲအပြောင်းက38မိနစ်မှာစတင်ခဲ့တာပါ။ Arsenal ကွင်းလယ်လူ Zubimendi ရဲ့အမားတစ်ခုကနေတစ်ဆက် Man U တို့တန်ပြန်တိုက်စစ်ဆင်နွှဲခဲ့ပြီး MBU မိုကလှလှပပခြေပကိုတွင်းယူပေးခဲ့ပါတယ်။ဒီဂိုးဟာအာဆင်နယ်ရဲ့ယုံကြည်မှုကိုလှုပ်ခါသွားစေခဲ့တယ်လို့မန်ယူအတွက်တော့တိုက်ပွဲဝယ်လိုစိတ်တွေတကယ်ပဲနှိုးဆော်လိုက်တာပါပဲ။ Okay ဒုတိယပိုင်းအစမှာတဲ့မန်ယူလူငယ်ကျယ်ပွင့်ဒေါဂရုကအဝေးကနေအမြောက်ကြီးစံလိုကန်သွင်းပြီးပွဲကိုပြောင်းပြန်လန်လိုက်ပါတယ်။အာဆင်နယ်တို့ကြောင်ဂရန်ဖရဖော်ခဲ့ပေမဲ့ပွဲပြီးကနေ84မိနစ်မှာမီရီနိုကခြေပါကိုပြန်သွင်းပေးခဲ့လို့ Emirates ကွင်းကြီးတစ်ခုလုံးပေါက်ကွဲထွေးမတဲ့အော် hit ခဲ့ကြပါတယ်။တရီနဲ့ပဲပြီးဆုံးတော့မယ်လို့အားလုံးကထင်မှတ်ထားခဲ့ကြတာပါ။ဒါပေမဲ့ရာဇဝင်တွေကဖာဂီတိုင်းလိုမျိုးမန်ယူတို့ဖွဲမပြီးခဲ့မှာပဲမာတီယက်စ်ကူညာကပါနဲ့တဲ့အဝေးကန်ချက်နဲ့အတူအနိုင်ကိုတွင်းယူပေးခဲ့ပါတယ်။ဒီဂိုးဟာအာဆင်နယ်ပရိသတ်တွေကိုရေငုံနှုတ်ပိဖြစ်သွားစေခဲ့တယ်လို့မန်ယူအတွက်တော့2005ခုနှစ်နောက်ပိုင်းအာဆင်နယ်ကွင်းမှာပထမဆုံးအကြိမ်အနိုင်ရတဲ့တမိုင်းမှတိုင်တစ်ကိုစိုက်ထူနိုင်ခဲ့ပါတယ်။ဒီပွဲကိုပြန်ကြည့်မယ်ဆိုရင်အာဆင်နယ်ဟာကစားပုံကောင်းမွန်ပေမဲ့အဆုံးဖြတ်ပိုင်းမှာအာယုံဆိုင်မှုလျော့နေခဲ့တာတွေ့ရပါတယ်။မန်ယူကတော့ Michael Carrick လက်ထက်မှာပုံမကျစ်လက်လာပြီးဘလို့အထင်းကြီးကိုမဆိုအနိုင်ယူနိုင်ရဲ့အရှိန်အဝါမျိုးပြန်ရလာတာပါ။အခုဆိုရင်အာဆင်နယ်ဟာဇယားထိပ်မှာ Man City ရဲ့ဖိအားပေးမှုကိုပြင်းပြင်းထန်ထန်ခံလာရပြီဖြစ်တယ်လို့မန်ယူလေးတောက်4တွေကိုကြနနဝင်ရောက်လာနိုင်နေပါပြီ။ကဲပရိသတ်တို့တော့ဒီဘက်မှာဘယ်ကစားသမားကအကောင်းဆုံးလို့ထင်ပါတယ်လေ။အာဆင်နယ်တို့ဖလားလက်လို့ရတော့မလား။ကွန်မန်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။အခုလိုအားကစားသတင်းတွေကိုအမြဲကြည့်ခင်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ Bye bye